Guys မင်္ဂလာပါအားလုံးပဲကျွန်တော်တို့ရဲ့ဒီ magic formula နဲ့ကြိုဆိုလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့ဒီ YouTube ရော TikTok channel မှာတော့ကျွန်တော်တို့ရဲ့မျက်လှည့်တွေကိုကျွန်တော်performance အနေနဲ့ပြပြီးတော့အခုကျွန်တော် YouTube channel မှာကျွန်တော်ကပြန်လည်ပြီးတော့သင်ကြားပေးပါတယ်ဗျာနော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းsubscribe လုပ်ပေးပါ like လေးလုပ်ပေးပါအောင်နော်ဟုတ်ပြီဗျာအခုကျွန်တော်ပြမယ့်ပြကွက်လေးကနော်ကျွန်တော် beautiful chain ပေါ့နော်ဒီမှာပရိသတ်ကတကတ်ဆွဲလိုက်မယ်အဲ့ကတ်ကိုကျွန်တော်တို့ကဖဲထုတ်ရဲ့အလဲတွေကိုထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးသွားတာနဲ့ကျွန်တော်တို့ဒီဖဲထုတ်ထဲကနေပြီးတော့သူ့ကိုပြန်ဖော်မယ်ပေါ့နော်ပြန်ဖော်တဲ့အခါပေါ်တစ်ချက်ပဲကျွန်တော်တို့ကလှန်ပြလိုက်မယ်ပေါ့နော်အဲ့ဒီကတ်ကပရိသတ်ရဲ့ကတ်ဖြစ်ကိုဖြစ်နေရမယ်ပေါ့နော်ဟုတ်ပြီအခု10 hertz ကလေးပေါ့နော်ဒါပရိသတ်ဖဲအဲ့ဆိုရင်ကျွန်တော်ဒီမှာချထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဖဲထုတ်ထဲကနေပြီးတော့ကျွန်တော်တို့ကဒီရောပြီးတာနဲ့နောက်ထပ်ဖဲတစ်ချက်ကိုကျွန်တော်ဆွဲယူလိုက်မယ်ပေါ့နော်အဲ့ဒီဖက်ကလေးကဘာနံပါတ်လဲဆိုတော့9 hertz ပေါ့နော်7 not hertz okay 7 not hertz နဲ့ကျွန်တော်တို့ဘယ်လိုမျိုး beautiful လှလှပပချိန်သွားမယ်ဆိုတော့ချက်ကြည့်လိုက်ပါ okay ဒီမှာ10 not hertz ကလေးပေါ့နော်10 hertz အောက်မှာကကျွန်တော်တို့ကြံခဲ့တာ7 not hertz နော် okay ဒီပြကွက်လေးကိုကျွန်တော်ပြန်ပြီးတော့သင်ကြားပေးမယ်နော်အခုကျွန်တော်မှာဒီလိုမျိုးဖဲထုတ်တစ်ထုပ်ရှိမယ်ပြီးရင်နောက်ထပ်တစ်ထုပ်ရှိမယ်ပေါ့နော်စင်တူအနီဆိုရင်လည်းအနီတုပ်အဲ့လိုပြဆိုရင်လည်းအပြနှစ်ထုပ်ရှိရမယ်နော်โอเคကျွန်တော်တို့ဒီထဲကအမဖဲကိုလဲကျင်တဲ့ဖဲပေါ့နော်ကိုလဲကျင်တဲ့ဖဲတစ်ချက်ကိုယူလိုက်မယ်ဘယ်လိုဖဲချက်ပဲဖြစ်ဖြစ်ပေါ့နော်အခုကျွန်တော်ဘာကိုယူလဲဆိုရင်ဟုတ်ပြီကျွန်တော် hat ကလေးပေါ့နော်ကျွန်တော် hat ကလေးကိုယူလိုက်မယ်ace of hat နော် ace of hat ကလေးနဲ့ကျွန်တော်ကပြမယ်ပေါ့နော်ဘယ်လိုပြမလဲဆိုရင်နောက်ထပ်ကျွန်တော်တို့ပြမယ်အထုပ်ပေါ့နော်အဲ့ဒီထုပ်တွေကနေလဲကျွန်တော်နောက်ထပ် ace of hat ကလေးယူရမယ်နော်အဲ့ဒါဆိုရင် ace of hat နှစ်ခုဖြစ်နေမှာပေါ့နော်1 hat ကလေးပေါ့နော်အဲ့လေးနှစ်ချက်ဖြစ်နေမယ်အဲ့နှစ်ချက်ကိုကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုအပေါ်ဆုံးကိုတင်ထားရမယ်နှစ်ချက်လုံးတော့အပေါ်ဆုံးမှာရှိနေရမယ်ပေါ့နော်โอเคအဲ့ပြီးရင်ကျွန်တော်ပြိသက်ကိုဖဲတစ်ချက်ဆွဲခိုင်းမယ်ဗျာနော်ကျွန်တော်စပြီးတော့ဖဲထုတ်တွေကထုတ်ပြီးတော့ပြတော့မယ်ပေါ့နော်ပြတော့မယ်ဆိုရင်ပြိသက်ဟိုဒီအပေါ်မှာနှစ်ချက်ရှိရမယ်နော်ပြိသက်ကိုကျွန်တော်တို့ဖဲဖြန်းပြတဲ့ခါကျရင်နည်းနည်း give side ပေါ့နော်ကိုက table trick ပေါ့နော် table ပေါ်မှာပြမှာလားကျွန်တော်ဒီလက်ပေါ်မှာပြမှာလား table ပေါ်မှာဆိုရင်ကျွန်တော်တို့ဖဲကိုအဲ့လိုမျိုးဒီဖြန်းပြတဲ့အခါမှာပေါ့နော်မဖြန်းပြလည်းရပါတယ်ကျွန်တော်ကဥပမာပြတာပါနော် so ကျွန်တော်တို့ဒီဟာကိုကျွန်တော်ဆွဲခိုင်းလိုက်မယ်ပေါ့နော်ပရိသတ်ကိုတစ်ချက်ဆွဲခိုင်းလိုက်မယ်ဟုတ်ပြီဟိုပါ force or club နော်မြန်မာလို့ဆိုရင်လေးညင်းပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာကြည့်ဖဲထုတ်ပဲအပေါ်ဆုံးကတစ်ချက်ပေါ့နော်အပေါ်ဆုံးတစ်ချက်ကျွန်တော်လက်တန်းလေးထောက်ဟာရမယ်ပြီးရင်ဒီပရိသတ်ဆွဲတဲ့ဖဲကိုကျွန်တော်အလဲတဲ့ထဲပုံပြပြီးတော့ကျွန်တော်တို့ဟောဒီအပေါ်ရဲ့အောက်ကိုထဲမယ်ပေါ့နော်တခြားကြည့်နော်အဲ့ဒါလေးလိုက်လုပ်ပေးပါနော်ပြီးရင်ကျွန်တော်လက်တန်းလေးနဲ့ထောက်ထားမယ်နော်လက်တန်းလေးနဲ့ထောက်ထားမယ်အပေါ်ဆုံးတစ်ချက်ရဲ့အောက်ပေါ့နော်ဒုတိယဖဲချက်လေးပေါ့နော်အဲ့ဒါလေးကပရိသတ်ရဲ့ဖဲဖြစ်တယ်အဲ့မှာကျွန်တော်တို့တွေအခုလှန်ပြလိုက်တယ်ပေါ့နော်လက်ဖြောက်လေးတီးပြီးလှန်ပြလိုက်တယ်ပြီးလက်ကိုကျွန်တော်ထိန်းထားတဲ့ပုံစံကိုလည်းတေချာလေ့လာပါနော်ဟုတ်ပြီဗျအခုကျွန်တော်တို့ပြန်မှောက်ပင်နော်ဒီပိတ်သက်ဖဲကိုမှောက်ပြီးကျွန်တော်တို့ကပေးမယ်ပေါ့နော်သူ့လက်ထဲကိုထည့်ပေးလိုက်တာကျွန်တော်တို့ရဲ့တစ်ပေါ့နော်သူ့ရဲ့တကယ်ဖဲမဟုတ်ဘူးကျွန်တော်တို့ရဲ့တစ်ဖဲကိုကျွန်တော်တို့ပေးလိုက်တယ်ပြီးသူ့လက်ထဲအုပ်ထားခိုင်းမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီသူ့အမြင်မှာပေါ့နော်ကျွန်တော်တို့ကနောက်ထပ်ဖဲတစ်ချက်လှန်တဲ့အနေနဲ့နှစ်ချက်ပူးပြီးတော့ကန်ရမယ်ပေါ့နော်အဲ့ဒါလည်းအထူးလေးကျင့်ရမယ်ဗျာနော်ဒီတိုင်းတွက်ကန်ရင်နှစ်ချက်ရွဲတတ်တယ်ပေါ့နော်အဲ့တိုင်းပဲကျွန်တော်တို့ဒီလက်ထဲမှာကျွန်တော်တို့ပြောသလိုပဲဥမာအဲ့လိုကြစ်လေးပေါင်ကန်ပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲတစ်ချက်တည်းအနေထားနဲ့ဖြစ်အောင်မြင်အောင်ပြနိုင်ရမယ်ပေါ့နော်အဲ့ဒါအထူးလေးကျင့်ဖို့လိုပါတယ်ကျွန်တော်ပြောပါတယ်နော်ဟုတ်ပြီအခုကျွန်တော်လေးကိုမှောက်လိုက်မယ်ဥမာတစ်ဟတ်လို့သူ့စိတ်ထဲမှာမြင်နေတယ်ပေါ့နော်ဒါလေးကအဲ့တော့ကျွန်တော်တို့ကဒီပထမ performance အတိုင်းပဲပြန်ပြီးတော့ဒီတိုင်းလေးပဲချိန်ပြသွားတဲ့သဘောပေါ့နော်ဒါကို beautiful chain ဆိုပြီးကျွန်တော်လှလှပပချိန်သွားလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအောက်ကဖဲမမြင်အောင်လို့အဲ့လိုမျိုးကျွန်တော်တို့ဖဲကိုရောလိုက်တာတို့လက်ထဲမှာအဲ့လိုမျိုးသူ့ပြနေနေရောလိုက်တာတို့အဲ့လိုမျိုးလေးကျွန်တော်တို့ဒီဟန်ဆောင်သွားမယ်ဆိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဗျ